နွေဦးကာလရဲ့တာယာလှပတဲ့မနက်ခင်းတစ်ခုမှာအမေနဲ့တားထစ်သူဟာမြို့ကရဲ့စူညံတန်တွေနဲ့ဝေးရစိမ့်လန်းဆိုပြတဲ့တောအုပ်လေးတစ်ခုထဲကိုအတူတူလမ်းလျှောက်ထွက်ခဲ့ကြတယ်။အမေဟိုမှာကြည့်ပါဦးဒီပန်းလေးတွေကဘာလို့ဒီလောက်တောင်လှနေရလဲဟင်။ဒါတဘာဝတရားရဲ့အလားတရားပဲတာရဲ့ပန်းကလေးတွေကသူတို့ရဲ့အချိန်တိုင်းရဲ့အကောင်းဆုံးဖူးဖွင့်ပြကြသလိုပဲလူတွေလည်းကိုယ့်ရဲ့အလေရောက်ရင်အကောင်းဆုံးကြိုးစားကြလေလူအမေကပြုံးရင်းရှင်းပြပါတယ်။အမေဟိုမှာယုံကလေးသူကကျွန်တော်တို့တနေရာကိုခေါ်နေသလိုပဲဟာအမေကြည့်ပါဦးဒါတွေကဘာတွေလဲဟင်အမေဒါတွေကတကယ့်ယရနာတွေပဲကျွန်တော်တို့အများကြီးယူသွားလို့ရတာပေါ့နော်ရတာပေါ့တာရဲ့ဒါပေမဲ့ဒီယရနာတွေကဒီတောအုပ်ထဲမှာရှိနေမှာပို့လာတာတောအုပ်ကသူတို့ကိုတင်စီပေးထားတာလေဒါအတွက်အမတ်တရားဖြစ်အောင်တလုံးပဲယူသွားပြီးကြံတာကိုတော့ဒီအတိုင်းလေးထားခဲ့ကြမလားဟုတ်တယ်အမေအားလုံးယူသွားရင်ဒီနေရာလေးကလှတော့မှမဟုတ်ဘူးဒီယရနာတွေကယုံကလေးတို့အိမ်ရဲ့အလှတရားတွေပဲဖြစ်တာမယ်ယရနာဆိုတာလက်ထဲမှာစုပ်ကိုင်ထားမှတင်မဟုတ်ပါဘူးလှပတဲ့အမှတ်တရအဖြစ်နှလုံးသားထဲမှာတင်ထားတာကလည်းပူပြီးတန်ဖိုးရှိလာပါတယ်အိမ်ပြန်လန်းကိုလျှောက်လာတဲ့ခါမှာတော့တားရဲ့လက်ထဲမှာတောက်ပတဲ့ကြောက်ခဲလေးတစ်လုံးရှိနေတယ်လို့တားမိလျောက်ရဲ့ရင်ထဲမှာလည်းမမိနိုင်တဲ့စွန့်စားခံအမှတ်တရဆိုတဲ့အဖိုးမဖြတ်နိုင်တဲ့ယရနာတစ်ခုကိုပိုင်ဆိုင်သွားကြပါပြီ